online အသုံးပြုဖို့အတွက်အခုမြင်နေရတဲ့ပန်းကန်းပြအကြီးစားတစ်ခုရှိရင်ပဲလုံလောက်ပါပြီ။ဒါကတော့ Starlink system ပဲဖြစ်ပါတယ်။ဒီအဖြူရောင် antenna ရဲ့အတွင်းထဲမှာတော့သိမဲ့တဲ့ antenna ပေါင်းထောင်ကြီးကိုစနစ်တကျအစူးစီးထည့်သွင်းထားတာပါ။တစ်ခုချင်းစီကတော့ microchip နဲ့ချိတ်ဆက်ထားတဲ့ဂျီနီခွင်းလေးတွေပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီဆက်ကအာကာသထဲကိုအချက်ပြလိုင်းတွေဘယ်လိုပို့လွှတ်တာလဲ။ chip တစ်ခုချင်းစီကနေအပေါင်းနဲ့အနှုံကြားအပြန်လန်းကူးပြောင်းနေတဲ့ 12 GHz မြင့်မားတဲ့လိုင်းနှုန်းစင်တွေကိုထုတ်ပေးပြီးလက်စစ်စံလိုက်လိုင်းတွေကိုဖန်တီးပေးလိုက်တာပါ။ antenna တစ်ခုတည်းဆိုရင်ကတိတ်မပြင်းထန်ပေမဲ့ picosecond အထိတိကျတဲ့အချိန်ကွိုင်းမှုနဲ့ antenna ထောင်ပေါင်းများစွာကနေတပြိုင်နက်တည်းထုတ်လွှတ်လိုက်တဲ့အခါမှာတော့သူတို့ရဲ့ line တွေကပေါင်းဆက်သွားပြီးအားကောင်းတဲ့အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်။ Starlink ကြောင့် view တွေကတနာရီကိုကီလိုမီတာ2900နှုန်းနဲ့သွားနေတာကြောင့်ဒီ antenna ကသူတို့ကိုအမြဲတမ်းချိရာခံနေဖို့လိုအပ်ပါတယ်။ဒါကိုတော့ face control လို့ခေါ်တဲ့နည်းပညာနဲ့လှုပ်ဆောင်တာပါ။ antenna တစ်ခုချင်းစီရဲ့အချက်ပြ line တွေကိုဘဲညာအနှင်းငယ်စီရွှေဖေးချမ်းအဖြစ်အချက်ပြတန်းကကောင်းကင်ယံကိုချောင်းမွေစွာဖြတ်သန်းသွားနိုင်ပါတယ်။ CPU, GPS module နဲ့ beamforming chip အခု20တို့က microsecond တိုင်းမှာပြန်လည်ထွက်ချက်ဖေးနေတာကြောင့်ရွေးလာနေတဲ့ကြော်ကျူးစီကိုအချက်ပြ line တွေကအမြဲတမ်းတက်မတ်ရောက်ရှိနေတာပါ။ binary အချက်အလက်တွေကိုပြောင်းလဲဖို့အတွက် line ရဲ့အနေအမြင့်နဲ့အဆင့်တွေကိုညှိယူပြီး data တွေကိုပေးပို့တာထည့်ပါတယ်။မတူညီတဲ့အနေအမြင့်တွေနဲ့ထောင်ကြီးတွေကမတူညီတဲ့ data တန်ဖိုးတွေကိုကိုးစားပြုပါတယ်။ဒါကတော့ကြော်တူးနဲ့ဒီပန်းကန်ကြားမှာသင်ကြည့်နေတဲ့ဗီဒီယိုတွေ game တွေနဲ့ message တွေကိုအပြန်လန်းဖလှယ်ပေးနေတဲ့နည်းလမ်းပဲဖြစ်ပါတယ်။